မိုင်းဆော့ပစ်တာလုံးမင်္ဂလာပါကျွန်တော်တို့ပြည်များလေးပွဲစဉ်19အဖြစ်ဂျားရက်မှာရှင်ပြိုင်မဲ့ပွဲစဉ်တွေထဲမှာပွဲကြီးပွဲကောင်းဖြစ်တဲ့အာဆင်နယ်အသင်းနဲ့အက်ဆွန်ဗီလာအသင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုပြောပြပေးချင်ပါတယ်အဆင့်1နဲ့3ရှင်ပြိုင်ကြမဲ့ပွဲစဉ်ဖြစ်ပြီးတော့ပုံစံကောင်းတွေလည်းဇက်တိုက်ပြနေတယ်ရလက်ကောင်းတွေလည်းရရှိထားတဲ့အသင်းနှစ်သင်းဖြစ်တာကြောင့်ဒီပွဲကတော်တော်လေးကိုကြည်ကောင်းမဲ့ပွဲစဉ်လည်းဖြစ်လာမှာပါ2025ခုနှစ်ကိုဘယ်အသင်းကနိုင်ပွဲတွေနဲ့ဆက်ပြီးရလက်ကောင်းတွေဆက်ပြီးတော့တည်ဆောင်သွားနိုင်မလဲဆိုတာကလည်းစောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်ဒီပွဲကိုဒီဇင်ဘာ31ရက်နေ့မှာရှင်ပြိုင်သွားမှာဖြစ်ပြီးတော့ဒီပွဲနဲ့ပတ်သက်တဲ့ပွဲကြိုအချက်လက်တွေကိုပြောပြပေးချင်ပါတယ်အရင်ဆုံးကျွန်တော်တို့နှစ်သင်းရဲ့နောက်ဆုံးကစားထားတဲ့ပြည်များလေးပြိုင်ပွဲတွေမှာတော့နိုင်ပွဲကိုစီရယူထားနိုင်တာလည်းဖြစ်တယ်အာဆင်နယ်အသင်းကတော့ Brighton အသင်းကို2-2ဆိုတဲ့ရလက်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်သူချက်စီအသင်းကိုအက်စတွန်ဗီလာအသင်းကလည်း2-2နဲ့အနိုင်ရလက်ရရှိအောင်စွမ်းဆောင်ထားနိုင်တာပါဒါပေမဲ့နောက်ဆုံးကစားရတဲ့ဒီနှစ်ပွဲစလုံးမှာနှစ်သင်းစလုံးကတော့အနိုင်ရရှိတယ်ဆိုပေမဲ့လည်းပုံစံကောင်းတွေတော့ပြသထားနိုင်ကြတော့မရှိပါဘူးနှစ်သင်းစလုံးကဒီပွဲမှာအနိုင်ရတယ်ဆိုပေမဲ့ခြေစွမ်းပိုင်းကလည်းအကောင်းကြီးတော့မဟုတ်ဘူးဒါပေမဲ့လိုအပ်တဲ့ရလက်ကိုတော့ရယူသွားနိုင်တယ်လို့တော့ပြောလို့ရပါတယ်အာဆင်နယ်အသင်းကိုရင်ပြောရမယ်ဆိုရင်အာဆင်နယ်အသင်းကတော့မန်စီးတီးအသင်းနဲ့အက်စတွန်ဗီလာအသင်းတို့ကအနောက်ကနေဖိအားဇက်တိုက်ပေးနေတာကြောင့်သူတို့အနေနဲ့အမှားယွင်းခံလို့တော့မရဘူးလက်ရှိချိန်ကြီးတော့ပုံစံကောင်းတွေပြပြီးတော့ရလက်ကောင်းတွေရယူအောင်စွမ်းဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်ဒါပေမဲ့အာဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်းကအခုနောက်ပိုင်းပွဲစဉ်တွေမှာတော့အားရစရာကောင်းတဲ့အခြေအနေမှာတော့ရှိမနေပါဘူးသွင်းဂိုးတွေရရှိဖို့အတွက်ကျွန်တော်တို့ကိုသွင်းယူမှုတွေပက်နယ်တီတွေကနေပြီးတော့သွင်းဂိုးတွေရရှိအောင်စွမ်းဆောင်ထားနိုင်တာဖြစ်ပြီးတော့ကျွန်တော်တို့ပေးကိုကလည်းပြန်လဲခွင့်ပြုပေးထားရတဲ့အခြေအနေမျိုးမှာတော့ရှိပါတယ်ဒါပေမဲ့လည်းသူတို့ရဲ့ခံစစ်ကစားသမားဂါဘရီယယ်ပြန်လဲပါဝင်လာတာကြောင့်ခံစစ်ပိုင်းကတော့ပြန်လဲကောင်းမွန်တိုးတက်လာမယ့်အခြေအနေမျိုးမှာတော့ရှိပါတယ်အဲ့တော့အာဆင်နယ်အသင်းကခံစစ်ပိုင်းတိုးတက်မှုတွေတော့မြင်ရလာဖို့ရှိတယ်အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်မှာဒါတိုက်စစ်ပိုင်းပိုကောင်းအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ရလက်ကောင်းရယူသွားနိုင်မှာလည်းဖြစ်ပါတယ်အက်စတွန်ဗီလာအသင်းကတော့ဒီဟာဒီမှာဘယ်သူမှမထင်မှတ်ထားလောက်အောင်ပုံစံကောင်းတွေပြသနေပြီးတော့ပြိုင်ပွဲစုံနိုင်ပွဲစတက်ပွဲစက်တိုက်ရရှိအောင်စွမ်းဆောင်ထားနိုင်တာလည်းဖြစ်တယ်အသင်းရဲ့လွန်ခဲ့တဲ့နှစ်ပေါင်း100ကစံချိန်ကိုလိုက်မိထားတာလည်းဖြစ်ပါတယ်ချက်စီးတင်းတဲ့ပွဲစဉ်မှာဆိုရင်အက်စတွန်ဗီလာအသင်းကပထမပိုင်းမှာဘာမှလုပ်လို့မရခဲ့ဘူးဆိုပေမဲ့ဒုတိယပိုင်းအပြောင်းလဲတွေကြောင့်ပွဲရလက်ကိုတက်ရောက်မှုရှိခဲ့တာလည်းဖြစ်တယ်လူစားဝင်ကစားသမားတွေကဒီယာဒီမှာအက်စတွန်ဗီလာအသင်းအတွက်ပွဲရလက်ကိုအပြောင်းလဲဖြစ်အောင်လှုပ်ဆောင်ပေးနေနိုင်တာလည်းဖြစ်ပါတယ်ဗီလာအသင်းရဲ့နီးပြဦးနိုင်အမ်မီကတော့သူတို့ကချန်ပီယံဆုအတွက်တိုက်ပွဲဝင်မှာမဟုတ်ဘူးလို့ပြောကြားထားပေမဲ့လည်းလက်ရှိရလက်တွေကိုသာဆက်ပြီးထိန်းသိမ်းနိုင်မယ်ဆိုလို့ရှိရင်တော့သူတို့အသင်းကချန်ပီယံပြေးလန်းကြောင်းမှာရောက်ရှိနေရလည်းဖြစ်ပါတယ်အက်စတွန်ဗီလာနဲ့အာဆင်နယ်အသင်းတို့ကဒီယာဒီပြည်များလိပြိုင်ပွဲမှာထိတိုက်တွေ့ဆုံထားပြီးလည်းဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာတော့အက်စတွန်ဗီလာအသင်းအိမ်ခွဲမှာပဲ2-2နဲ့ဗီလာအသင်းကအာဆင်နယ်အသင်းကိုအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်ဗီလာကအာဆင်နယ်အင်ကွင်းမှာနောက်ဆုံးတွားရောက်ကစားခဲ့တဲ့နှစ်ကြိမ်စလုံးမှာလည်းရှုံးပွဲမရှိထားဘူး2024ခုနှစ်ကအမ်မရိမှာ2ဂိုးမရှိနဲ့အနိုင်ရထားတာပြီးတော့နှစ်ကုန်ပိုင်းကျွန်တော်တို့မြောက်လန်ဒန်မှာ2ဂိုးနဲ့တရေရလက်ထွက်ပေါ်ထားတာလည်းဖြစ်တယ်အာဆင်နယ်အသင်းသူတို့ရဲ့အင်ကွင်းမှာနောက်ဆုံး200ဒီဇက်တိုက်အက်စတွန်ဗီလာအသင်းကိုအနိုင်မရရှိထားတာကြောင့်ဒီပွဲမှာအနိုင်ရလက်ရရှိဖို့အတွက်အစွမ်းကုန်စူးစမ်းပြင်ဆင်နေမှာလည်းဖြစ်ပါတယ်အဲ့တော့အာဆင်နယ်အသင်းကပြီးခဲ့တဲ့ရာသီကရှုံးကြွေးတွေကိုပြန်ဆက်ဖို့အတွက်လည်းစိတ်အားထက်သန်နေမှာလည်းဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ဒဏ်ရာရနဲ့ပွဲပယ်ခြင်းတွေကိုပြောရမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းကတော့တင်ပါနဲ့ကာလာဖီယိုရီတို့ပြန်လည်ပါဝင်လာနိုင်မလားဆိုတာကလည်းစောင့်ကြည့်သွားရမှာလည်းဖြစ်တယ်အက်စတွန်ဗီလာအသင်းဘက်ကတော့ပါဦးတော်ရဲ့တိုင်ရွန်မင်နဲ့ဘာဂလေတို့ဒဏ်ရာကြောင့်လွဲချော်မှာဖြစ်ပြီးတော့တိုက်စစ်မှုဂူဆန်ကတော့ကျွန်တော်အာဖရိကပလာပြိုင်ပွဲရှင်ပြိုင်နေလို့ပါဝင်နိုင်မှာတော့မဟုတ်ဘူးကတ်နဲ့ကာမာရာတို့ကလည်းဒီပွဲကိုလွဲချော်သွားမှာလည်းဖြစ်ပါတယ်ဒီပွဲကိုခံမရမယ်ဆိုရင်တော့ဒီယာဒီအင်ကွင်းမှာရှုံးပွဲမရှိသေးတဲ့အာဆင်နယ်အသင်းကအဓိကစားသမားတွေဒဏ်ရာရရှိနေတဲ့အက်စတွန်ဗီလာအသင်းကိုဒီပွဲမှာအနိုင်ရရှိသွားမယ်လို့တော့ခံမှန်းမိပါတယ်နှစ်ဖက်စလုံးရဲ့သွင်းဂိုးတွေကိုလည်းမြင်တွေ့ရဖို့ရှိနေပြီးတော့ပိတ်သက်တွေအနေနဲ့ဘယ်လိုမြင်လဲဆိုတာကို comment မှာဝင်အောင်ဆွေးနွေးတော့လို့ရပါတယ်